Lilla Yadu Taku Shilabi solution, Jamaro Rega, job vacancy or social media platform Eboma, then like Jarebono, CBD UAD, interview rate look Jarebo. Tapi me, Jinson looked in at the cool or a minute at Javare, Tagaro, the position go, let she win and the Yauga, down 10,000 Naimala, so that web tipare. Rajamaro Sinzatia, when and the Yauga, Gomanima Alolo Lara, don't need located, performance like Gaune, training in let that company process တွေကိုလည်းနားလည်ပြီးသားဖြစ်နေတယ်။ဒါပေမဲ့ supervisor position လစ်လက်တဲ့အခါမှာအပြင်ကလူတစ်ယောက်ကိုခေါ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်။အဲ့လိုဆိုလို့ရှိရင်ဝန်ထမ်းဘက်ကဘယ်လိုခံစားရမလဲပေါ့။ဒီ company မှာစ조사လဲ growth မရှိဘူးဆိုတဲ့အတွေးကိုရသွားတတ်ကြပါတယ်။ဒါကြောင့်မလို့တချို့ company တွေမှာဆိုလို့ရှိရင်ကျမတို့က internet job posting ဆိုပြီးတော့အလေးထားလေး practice လေးတွေရှိပါတယ်။ position တစ်ခုလက်လာပြီဆိုရင်လက်ရှိဝန်ထမ်းတွေကိုကျမတို့ကအရင်ရှောက်ခွင့်ပေးပါတယ်။အရင်အချင်းပြည့်မီရင်တော့ promotion ပေးပါတယ်။အဲ့ဒီနောက်မှာကျမတို့က external recruitment ကိုလုပ်ပါတယ်။ဒါပေမဲ့ဒါက internal candidate ကိုပဲအမြဲတမ်းရွေးချယ်ရမယ်လို့မဆိုလိုပါဘူး။အရေးကြီးတာကမျှတတဲ့အခွင့်အရေးကိုပေးဖို့ပဲဖြစ်ပါတယ်။ဥပမာ sales manager position လစ်လက်သွားတယ်။ဒီ sales manager ရဲ့အောက်မှာဝန်ထမ်း2ယောက်ရှိတယ်ပေါ့နော်။အဲ့တော့ assessment လုပ်လိုက်တဲ့အခါမှာဝန်ထမ်း2ယောက်လုံးက ready မဖြစ်သေးဘူး။ဒါဆိုရင်တော့အဲ့ဒီအချိန်မှာကျမတို့က external ကလာတဲ့ candidate ကိုခေါ်ရမှန်ပါတယ်။အဲ့တော့ဒါပေမဲ့ internal candidate ကိုအခွင့်အရေးတောင်မှမပေးလိုက်ဘူးဆိုလို့ရှိရင်ကျမတို့ရဲ့ engagement နဲ့ retention ကိုအများကြီးထိခိုက်လာနိုင်ပါတယ်။ဒါအပြင်ကိုလုပ်ငန်းရှင်တွေအတွက်ကိုလည်း recruitment cost ကိုရှော့ချင်ရင်အပြင်ကလူခေါ်တာတဲ့အတွင်းကတန်လန့်ကိုမြင့်တင်တာကပို့ပြီးတော့ထိရောက်မှုရှိပါတယ်။ internal promotion ရတဲ့ employee တွေက company culture ကိုသိပြီးသားလည်းဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်သူတို့ကို onboarding လုပ်ပေးရတာအချိန်အများကြီးသက်သာတယ်။ retention လည်းပိုကောင်းတဲ့ကောင်းလာနိုင်တယ်ပေါ့နော်။အဲ့တော့ HR တွေအနေနဲ့ကကိုယ့် company မှာ internal job posting system ရှိအောင်လည်းလုပ်ထားသင့်ပါတယ်။ဒါပေမဲ့ကျမတို့တစ်ခုသတိထားမှာကတော့ relationship နဲ့ promotion ပေးတာတော့ဖြစ်လို့မရပါဘူး။အဲ့တော့ clear criteria တစ်ခုရှိရပါမယ်။လိုအပ်တဲ့ competency တွေ skills တွေ assessment process တွေကတိတိကျကျလုပ်ရပါလိမ့်မယ်။ဒါမှဝန်ထမ်းတွေက process ကိုလည်းယုံကြည်မှာဖြစ်ပါတယ်။ဝန်ထမ်းတွေအနေနဲ့ကလည်း promotion opportunity ရဖို့ကိုစောင့်နေတာမျိုးမဟုတ်ပဲနဲ့ internal job posting တွေတွေ့ရင်ရှောက်ကြည့်ပါ။ skill အသစ်တွေကိုအမြဲတမ်းသင်ယူထားပါ career growth ကတနေ့တည်းနဲ့ချက်ချင်းရောက်မလာဘူးပေါ့နော်အစဉ်သင်ဖြစ်နေတဲ့သူတွေစီကိုပဲအခွင့်အရေးကရောက်သွားတတ်ပါတယ်အဲ့တော့ကျမတို့ internal career opportunity တွေမရှိတဲ့ company တွေမှာ employee engagement နဲ့ retention ကရှိထားတဲ့ company တွေထက်ကိုနည်းနေနိုင်ပါတယ်အဲ့တော့ Panelist Business Services က career progression နဲ့ပတ်သက်တဲ့ framework တွေ succession planning framework တွေ competency နဲ့ပတ်သက်တဲ့ framework တွေနဲ့ internal promotion system တွေကို company တွေမှာရေးဆွဲပေးတဲ့ဝန်ဆောင်မှုတွေ execution လုပ်ပေးတဲ့ဝန်ဆောင်မှုတွေပေးနေပါတယ်အသေးစိတ်အတွက်ကိုတော့ chat box ကနေဆက်သွယ်ဆောင်စမ်းမြင်မြန်နိုင်ပါတယ်ရှင်